ဒီနေ့ဗီဒီယိုထဲမှာတော့ဂျပန်နိုင်ငံမှာနေထိုင်ပြီးတော့အလုပ်လုပ်နေကြတဲ့ဒီကကြည့်နေတဲ့မိတ်ဆွေတွေအတွက်မတိမဖြစ်တည်ထားတဲ့စာရွက်နဲ့စာတမ်းနှစ်ခုအကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါတော့ဒီဗီဇာလျှောက်တဲ့အခါပဲဖြစ်ဖြစ်တခါလေအိမ်ငှားတဲ့အခါပဲဖြစ်ဖြစ်မကြာခဏတောင်းထားရှိတဲ့ခါစေရှော်မဲရှော်နဲ့နိုးစေရှော်မဲရှော်ဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ WMA ဘလော့နေပြီးတော့ကြိုဆိုပါတယ်။အဲ့တော့ဒီစာရွက်နှစ်ရွက်နာမည်တွေကလည်းဆင်တူတယ်ခါစေနိုးစေနောက်တော့ရှော်မဲရှော်ပေါ့နော်အဲ့တော့အဓိပ္ပာယ်တွေကဘာတွေလဲဘယ်နေရာတွေမှာသုံးတာလဲပထမအဆုံးခါစေရှော်မဲရှော်တစ်ချက်ကြည့်အောင်မြန်မာလိုဆိုရင်တော့အခွန်သက်သေစံအကန့်လက်မှတ်လို့ပဲပြောရမှာအလွယ်ဆုံးမှတ်ထားတာတော့ဒါတော့ကိုယ့်ရဲ့ဝင်ငွေအထောက်အထားဒီအခွန်အထောက်အထားလို့ပဲပြောရမှာအဲ့လိုဟာမျိုးဖြစ်တယ်ဆိုပြီးတော့ပြောလို့ရပါတယ်ဒီစာရွက်ကဥပမာအားဖြင့်ရေဝနာနာနန်ဒူဆိုရင်2025ပေါ့ငါလပိုင်းရနေပြီးတော့12လပိုင်း31ရက်နေ့ထိဒီတစ်နှစ်တာအတွင်းတင်ဘလောက်ဝင်ငွေရခဲ့လဲဆိုတဲ့ဟာပုံမှန်မူတည်ပြီးတော့အဲ့ဝင်ငွေပုံမှန်မူတည်ပြီးတော့တင်ပေးဆောင်ရမယ်မြို့နယ်အခွန်ပမာဏဘလောက်လဲဆိုတဲ့ဟာရေးသားထားပါတယ်တောင်းတဲ့ပုံစံကတော့ရေဝနာနာနန်တို့ရေဝရခုနန်တို့အဲ့လိုဟာမျိုးတွေများပါတယ်အဓိပ္ပာယ်ကတော့2025ခုနှစ်တစ်နှစ်လုံးစာတည်ကျင်တာမျိုး2024ခုနှစ်တစ်နှစ်လုံးရဲ့ဝင်ငွေစည်းရင်းကြိုတည်ကျင်တာမျိုးအဲ့လိုဟာမျိုးဖြစ်ပါတယ်ဒီစာရွက်ကိုဘယ်အချိန်မှာသုံးလဲဆိုတော့ကျွန်တော်ခုနလေးအပေါ်မှာပြောသလိုကိုကကီနိုဂျီရှိစီကနေတိုကူတီကီနိုပြောင်းတာတို့တိုကူတီကီနိုမှာကုမ္ပဏီပြောင်းတာတို့တော်တော်များများအလုပ်ပြောင်းတဲ့အခါတွေမျိုးကြရင်ဗီဇာတက်တန်းတိုးတဲ့အခါမျိုးကြရင်ဒါတွေမဖြစ်မနေလိုအပ်ပါတယ်ပြီးရင်ဒီကိုကအိမ်တစ်ခုခုငှားတယ်ကိုကုမ္ပဏီကငှားပေးတာမဟုတ်ဘဲနဲ့ကိုကလည်းကိုအိမ်ငှားတယ်ဆိုရင်ဒီအိမ်ရှင်ကိုဒီဖူတိုဆန်ကိုတင်ရတဲ့စာရွက်တွေထဲမှာလေဒီစာရွက်တစ်ခါလေးလိုအပ်လေးရှိပါတယ်ဒုတိယတစ်ခုကတော့ no say show me show ဒါကတော့မြန်မာလိုဆိုရင်တော့အခွန်ပေးသွင်းပြီးကြောင်းတက်တေခံလက်မှတ်လို့ခေါ်လို့ရပါတယ်စောကဒီခါစေရှော်မဲရှော်တင်ပေးဆောင်ရမယ့်အခွန်ပမာဏပြထားတယ်ဆိုရင်ဒီဘက် no say show me show မှာကြတော့အဲ့ဒီအခွန်တွေကိုတင်ရတကယ်ရောဆောင်ထားလားတကယ်ရောပြီးသွားပြီလားအခွန်အကျွေးကြံမဆောင်ရသေးတာတွေရှိနေလားဆိုတဲ့ဟာကိုတက်တေပြတဲ့စာရွက်ဖြစ်ပါတယ်ဒါကလည်းဘယ်လိုပဲပြရမလဲလက်ရှိဒီကာလမှာဆိုရင်လဘကာတွေကအရန်တင်ကျက်လာတာဖြစ်တဲ့အတွက်တင်အခွန်ရှောင်နေတာမျိုးအခွန်မဆောင်ထားတာမျိုးရှိတယ်ဆိုရင်ဒီနေရာမှာဒုက္ခရောက်နိုင်ပါတယ်ဒီစာရွက်ကလည်းဘယ်ချိန်မှာသုံးလဲဆိုတော့ဗီဇာလျှောက်တဲ့နေရာမှာအရင်ရေးကြည့်ပါတယ်ဒီ new can ကိုတင်တဲ့ဟာကြရင်ဒီလူကဂျပန်နိုင်ငံရဲ့ဥပဒေအတိုင်းအခွန်တွေကိုတည်ချာတာဝန်ကြီးပေးဆောင်ထားလားဆိုတဲ့ဟာကိုစစ်ဆေးဖို့အတွက်ဒီစာရွက်ကိုတောင်းဆိုတာဖြစ်ပါတယ်အကယ်၍ကိုကအခွန်မဆောင်ထားတာမျိုးရှိတယ်ဆိုရင်ဗီဇာကျဖို့ခက်ခဲသွားနိုင်ပါတယ်ကဲအခုဒီနှစ်ခုရဲ့ကွာခြားချက်ကိုသဘောပေါက်ပြီလို့တော့ထင်ပါတယ်အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်တော့ခါစေရှုံးမဲရှော်ကကြတော့တင်ဘလောက်ဝင်ငွေရှိလဲဆိုတဲ့ဟာကိုပြသထားပြီးတော့နိုးစေရှုံးမဲရှော်ကကြတော့တင်ဒီအခွန်တွေကိုတေချာဆောင်ထားလားဆိုတဲ့ဟာကိုပြသထားတာဖြစ်ပါတယ်ဒီဗီဇာကိစ္စပဲဖြစ်ဖြစ်များသောအားဖြင့်ဒီဖိုတိုဆန်တွေကိုကိုအိမ်ငှားဖို့အတွက်ကိုရဲ့ဝင်ငွေအထောက်ထားပြတဲ့နေရာမှာတင်တဲ့ဟာမျိုးတွေကြရင်တောင်းလေးရှိပါတယ်ဒီစာရွက်စာတမ်းတွေကိုကိုရဲ့နေထိုင်ရာမြို့နယ်ရုံးဒီရှီယာခုရှော်ဒီမှာတော့ရောက်ထုတ်ယူနိုင်တယ်လို့ဒီကိုမမိုင်နာမာကတ်ရှိတယ်ဆိုရင်တော့ convenience store တွေမှာလည်းထုတ်လို့ရပါတယ် no the show me show မှာဆိုရင်တော့အမျိုးအစားပေါ်လိုက်ပြီးတော့ဇဲမှုချက်ကိုသွားထုတ်ရတာမျိုးလည်းရှိပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့ခါသေးရှုံးမရှုံးနဲ့နိုးသေးရှုံးမရှုံးအကြောင်းကိုတေချာရှင်းလင်းသိပါမယ်လို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ဒီရက်ပိုင်းအလုပ်ပြောင်းနေလူတွေတော်တော်များပါတယ်အဲ့တော့ဒီခါသေးရှုံးမရှုံးနိုးသေးရှုံးမရှုံးဘာကြောင့်ထုတ်ရတာလဲဘယ်လိုထုတ်ရလဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုမှာကျွန်တော်သိတဲ့လောက်ပြောပြပြောတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်အော် like and subscribe နှိပ်ဖို့မမေ့ခဲ့ပါနဲ့နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ကျွန်တော်ဒီအပတ်တိုင်းစနေနေ့ညနေ9:00 နာရီလောက်ဆိုရင်ကျွန်တော်ဗီဒီယိုတွေကိုပုံမှန်တင်လေးရှိပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်